အမေလိုအတွင်းကြကြမရင်းနှီးရပေမဲ့သားသမီးအတွက်ဆိုရင်ဘဝခီးလန်းအတွင်းစိုးခင်ကတင်းကိုနင်းပေးရတဲ့သူအမေလိုပကတ်တစ်ချက်မလွဲခဲ့ဘူးပေမဲ့သားသမီးအတွက်ဆိုရင်အသက်ကိုမငဲကွက်ပဲအမြဲစတည်ရတဲ့သူအမေလို6 လလွယ်ပြီး10 လမမွေးခဲ့ရပေမဲ့သားသမီးအတွက်ဆိုရင်အသက်မတက်အောင်ပခုံးနဲ့တဲပြီးကျွေးပေးရတဲ့သူအမေလိုချစ်ချင်းတရားကိုနင့်နှင်းတော့အောင်ချစ်ခင်မပြတတ်ခဲ့ပေမဲ့သားသမီးဆိုတဲ့အချစ်ပန်းတွေကိုတော့အိတ်ချိန်ရောက်မှဖွားဖွားလေးခိုးခိုးနှမ်းသွားတတ်တဲ့သူအမေလိုတစ်ချိန်တစ်ခါတိုင်းထမင်းခွမကြွေးဘူးပဲပေမဲ့သားသမီးအတွက်ဆိုရင်ဆယ်ကဘာတိုင်မကချွေးနေရင်ပြီးရှာဖွေကြွေးပေးမဲ့သူအဲ့ဒီလိုလူဟာပညာမတက်လို့လက်မှတ်ကိုကြက်ချီဟပ်ပဲခတ်တတ်ပေမဲ့သားသမီးတွေကိုတော့ကျင်နာတတ်တဲ့နှလုံးသားနဲ့အမြဲတမ်းပညာတတ်ကြီးဖြစ်စေခြင်းနဲ့သူတခါတရံသားသမီးတွေအပေါ်နှုတ်ကခက်ချင်းညမ်းဆူတတ်ပေမဲ့ကွဲရမှာတယောက်တည်းခနွမ်းနွမ်းနဲ့ငိုင်းနေတတ်သူသာကြောပူခံခြင်းပြီးသားသမီးတွေကိုဝမ်းပူမခံရအောင်ကြံဖန်ရှာဖွေကျွေးမွေးခဲ့တဲ့သူတခါတလေသားသမီးတွေနဲ့ပန်းပြီးမောသမျှဖြေပြောက်ခြင်းပေမဲ့နေဝင်မိုးချုပ်ထိတကုတ်ကုတ်လောက်ရတဲ့ဒဏ်တွေကြောင့်ဆန္ဒကိုမျိုးသိမ်းနာကျင်သမျှလိုက်ပြီးတိတ်တဆိတ်ပဲအိယာဝင်သွားခဲ့ရသူခမတမှုတရားနှောင်ကြိုးတွေကြောင့်ဘဝကိုနေအောင်ထိုးခံရတာတောင်တကယ်ကိုနောက်မတွန့်ပဲမကြောက်မရွံ့ရင်ဆိုင်ရဲခဲ့သူအဲ့လိုလူကသားသမီးအတွက်ဆိုအရာရာကိုထိုးဖောက်ရဲပြီးဆန္ဒတွေကိုဖျက်တောက်ရဲတဲ့သူလိုတလိုပြောင်းလဲပြီးအစီမံကောင်းတဲ့ဥဆောင်ပေးရသူအန်တရယ်တွေကိုအသက်နဲ့ယင်ပြီးဖျက်ထုတ်ဖျက်ဆီးချစ်ပြပေးရသူသားသမီးအတွက်ဆိုအရာရာကိုဟန်ပြမလို့စံပြတယောက်ဖြစ်အောင်နေခဲ့သူအဲ့ဒီသူဆိုတဲ့လူကနှုတ်ပြမှုတွေကိုသွေးထွက်လာတဲ့ချွေးနဲ့ရေးလို့သားသမီးတွေအတွက်ဆိုဘဝကိုယင်ပြီးလောကဓာတ်တရားကိုခြံနှင်းပေးခဲ့တဲ့အဖေဆိုတဲ့ကျွန်တော်တို့ရဲ့မြင့်မိုးရှင်ပါပဲ15 ရက် 6 လ 2025မှာကြာရောက်တဲ့အဖေများနေ့လေးအတွက်ကဘာပေါ်မှာရှိတဲ့ဖခင်များကိုရောသမမွေ channel လေးကနေမင်းခန္ဓာမိုးညင်းရေးသားတဲ့ကြပြလေးနဲ့ဂုဏ်ပြုခြင်းဖြစ်ပါတယ်ရှင်